လုံးဝစားနဲ့နှင်းစီပုံလေးတွေပဲလုပ် Good morning ပြန်လို့ပါပြီအခုဒီမှာ9နာရီ45လောက်ပဲရှိသေးတယ်ကိုစတာရီကာမှာက9နာရီခွဲလောက်ဆိုတော့မိုးချုပ်တယ်မနက်9နာရီကျော်ပြီဆိုတော့မိုးလင်းနေဆိုတော့တက်ထားပါတော့မယ် Good morning ကိုစတာရီကာရဲ့နောက်ပါတဲ့နေ့လေးမှာကြိုဆိုလိုက်ပါတယ်တွေ့အခုမှနိုးတာပါအခုဒီမှာ9နာရီ40လောက်ရှိပါပြီဆိုတော့ဒီခါလေးကိုဖွင့်ပါမယ်ဝါတွေ့အနေနဲ့တော့ stress တွေကိုပေါ့နော်ဖြေတဲ့နေရာမှာပြေပြောက်လုပ်တဲ့နေရာမှာအကောင်းဆုံး healing ကတော့တဘာဝတရားကြီးပဲဖြစ်ပါတယ်တွေ့ကူကိုစတာရီကာမှာလုံးဝတဘာဝတရားအတိုင်းနေတယ်ဆိုတဲ့ဟာကိုတွေ့အဓိကလုပ်တာပေါ့နော်အဲ့တော့အခုတွေ့မျက်နှာကိုကြည့်ပါတွေ့ဘာ makeup မှလည်းမပါဘူးဒါပေမဲ့ဘာဖြစ်လဲဆိုတော့တွေ့ sensitive skin ရှိရဲအဲ့တော့အဖုတွေထွက်တာပေါ့နော်ကိုစတာရီကာရောက်နေတာဒီမှာကလုံးဝတဘာဝအတိုင်းပဲတွေ့ခေါင်းတို့ခေါင်းလျှော်ပြီးရင်လည်း dryer မသုံးဘူးလုံးဝရေချိုးစက်ပြားအစားလုံးဝတဘာဝထွက်တဲ့ပစ္စည်းနဲ့ပဲပေါ့နော်အရင်သားတဲ့နေ့လေးပါရှင်တွေ့အခုခဏနေရင်တွေ့ရေချိုးတော့မယ်ကိုစတာရီကာမှာရှိတဲ့အချိန်တွေမှာပေါ့နော်ဘယ်လိုပြောရမလဲအကောင်းဆုံးအရာတဘာဝတရားကြီးထဲမှာရေချိုးရတာပဲအခုလိုမျိုးပေါ့နော်ပုံမှန်ကိုယ်အိမ်အတွင်းထဲမှာမဟုတ်ဘဲနဲ့အဲ့ဒါအရင်ကမှ stress တွေပြေးစေတယ်အထူးသဖြင့်မနက်စောစောမှာပဲဖြစ်ဖြစ်ညနေမှာပဲဖြစ်ဖြစ်ပို့ပြီးနေလို့ကောင်းစေတယ်ပေါ့နော်ဒီကိုစတာရီကာမှာရှိတဲ့အချိန်ကြီးချိုးတဲ့အခါမှာတော့ဒီဟာလေးအမြဲသုံးဖြစ်တယ်ပေါ့နော်သူကတဘာဝစားရပြီးတော့နှင်းစီဘက်လေးတွေကိုလုံးဝလောက်ထားတယ်ဒီမှာလောက်ထားတဲ့ဟာလေးပေါ့နော်ဒီ chemical product ဘာမှမပါဘူးလုံးဝစားနဲ့နှင်းစီပုံလေးတွေပဲလောက်မကြည့်ပါအောင်သူတို့ပုံမှန်ဆိုမမြင်ဘူးတဲ့ငှက်လေးတွေဒီမှာအများကြီးပဲညဘက်ဆိုရင်တွေ့အခန်းလေးကိုပေါ့နော်ပိုးဆုံးကျူးလေးတွေဝင်လာတယ်တဘာဝတရားကြီးအရင်လှတာပဲ